မင်္ဂလာပါ2024ခုနှစ်အတွက်နော်အဲ့ဒါကဒီဖျားခင်ဤအမွေတော်အပိုင်း16ထဲမှာဖျားအနိတဆုံးရစ်ကူဆိုပြီးမှကျွန်တော်တမဟောင်းကရစ်ကောင်လို့တောင်းတယ်တမတိကရစ်ကူလို့တောင်းတယ်ရစ်ကူဖြစ်ပုံဖြစ်နေနော်အဲ့ဒီနေ့ပါစေဖန်ဆင်းခြင်းအဟောင်းနဲ့ဖန်ဆင်းခြင်းအတိချင်းပုံချင်းနေအဲ့ဒီအကြောင်းကိုလေ့လာတော့မယ်ကျွန်တော်တို့ဖျားခင်ကဘယ်လိုအလုပ်လုပ်တယ်လဲဆိုတော့အဲ့ဒါတည်ပြီးဆိုရင်ကျွန်တော်တို့စာတမနာကငါတို့ကိုဒုက္ခပေးလို့မရဘူးလွတ်မြောက်သွားတယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ယုံကြည်သူတဲ့အမွေကဘလို့အရေးကြီးတယ်လဲဆိုတော့ကိုနော်တရက်ပြီးတရက်ဖျားကပို့ဆောင်ပေးတာဖြစ်တယ်ကဲအပိုင်းဘလို့ရောက်ပြီလဲဆိုရင်အပိုင်း16ရောက်ပြီနော်အဲ့တော့ပထမနော်အပိုင်း16 2024ခုနှစ်အတွက်ဖျားခင်အနိတဆုံးသောရည်ကူအဲ့ဒါကတမဟောင်းကရည်ကောင်တမတိကရည်ကူအဲ့ဒါရည်ကူကခရစ်တော်ဒါကြောင့်အဲ့ဒီခမဲတော်အကျိတ်ဆုံးကတားလို့ယေရှုခရစ်တော်ရဲ့ကူခန္ဓာကိုပဲကြိုက်တယ်ဒါကြောင့်ကူနကူချင်းရတယ်တမဟောင်းကူကအပိတရားဤကူတမတိကူကခရစ်တော်ဤကူနကူချင်းပြီဆိုရင်ဒီနေ့ဖျားကအလိုလုပ်ပြီအဲ့ဒါကိုကျွန်တော်တီးဖို့လိုတယ်ဒါကြောင့်အခုဖျားဆိုတာလူတွေတတ်မှတ်တဲ့ဖျားတွေအများရှိတယ်ကျွန်တော်ပုံတစ်ခုပြပေးမယ်ဒီမှာကြည့်ကိုကမှာကျွန်တော်ယူထားတာအဲ့ဒါဟိန္ဒူဘာသာဖျားပုံဘယ်လိုများတယ်လဲအမဖတ်ကြည့်တန်330တေးမဟုတ်တော့တန်အဲ့ဒါကလူမျိုးတစ်မျိုးဘာသာတစ်ဘာသာမှာရှိတဲ့ဖျားအမျိုးပေါင်းဒါကြောင့်ကျမ်းစာထဲမှာအဲ့ဒါကိုလေ့လာကြည့်တဲ့အခါမှာဖျားက2မျိုးပဲရှိတယ်အဲ့လောက်မများဘူး။ဘာမျိုးလဲဆိုရင်ဖန်ဆင်းရှင်ဖျားကဲတင်ရှင်ဖျားအဲ့ဒါကဒီနေ့ပါလို့ဆိုရင်အဲ့ဒါတက်ပြီးဖန်ဆင်းခံဖျားအခုအဲ့လောက်များလဲဆိုတော့ဖန်ဆင်းခံဖျားဖြစ်တယ်။အဲ့ဒါကလူတတ်မှတ်တဲ့ဖျားဖြစ်တယ်။အဲ့ဒါကသူတို့ဘယ်လိုခေါ်လဲဆိုရင်ကောရိန္သုဒုတိယစာဆောင်အခန်းကြီး4အငယ်4မှာနော်ဤလောကကိုအစိုးရတော့ဖျားသည်သူတို့ညာမျက်စိကိုကွယ်စီဤလောကကိုအစိုးရတော့ဖျားငါတို့အခုပြောတော့မကောင်းကင်နဲ့မြကြီးကိုဖန်ဆင်းတဲ့ဖျားလူကိုဖန်ဆင်းတဲ့ဖျားဖန်ဆင်းရှင်ကြောင့်ကနာကျွန်တော်တည်ဖို့လို့ဖန်ဆင်းခံဖျားကအဲ့ဒါကကောင်းကင်တမန်နော်ဖျားဖြစ်ခြင်းစိတ်ပြေလို့ကြလာတာအဲ့ဒါကဟေရှာယအခန်းကြီး14အငယ်7ကနေ15မှာကြည့်မစို့ကောင်းကင်ဘုဒ္ဓငါတတ်မယ်အမြင့်ဆုံးသောဖျားခေတော်ငါလိမ့်မယ်စိတ်အကြံရှိလိမ့်ပြီတူတော်လဲဦးခေရုဘီရောမှုသောခေရုဘီမိတော့ချဲမှာမြို့နှုတ်ပြမှာမရဏနိုင်ငါတင်းချန်တွင်ထဲတို့နေချခြင်းခံပြီအဲ့ဒါကကောင်းကင်တမန်ကဖျားဖြစ်ခြင်းစိတ်ဖြစ်လို့အကူအကွယ်ခံဖြစ်ချင်လို့ဖြစ်လို့ဖျားကနင်ထုတ်တဲ့အဲ့ဒါကလောကဖျားလို့ခေါ်တယ်။ဒါကြောင့်ကျွန်တော်ကဲဖို့ကစစ်မှန်တဲ့ဖျားနဲ့တူမှပဲရစစ်မှန်တဲ့ဖျားမှကဲတင်ရှိဖြစ်တယ်။အဲ့ဒီအကြောင်းကိုကျွန်တော်ဆက်လေ့လာသွားမယ်။နော်။ဒါကြောင့်အဲ့ဒီကဘာဖျားလဲဆိုတာဒီနေ့မနေ့ကျွန်တော်စဉ်းစားတော့မယ်နော်။ကျွန်တော်မိတ်ဆက်ပေးမယ်။တမိဖတ်ပေးမယ်ဤဖက်အခန်းကြီး4အငယ်6ကိုဖတ်ပေးမယ်နော်ဤဖက်အခန်းကြီး4အငယ်6ခတ်သိမ်းသောငါတို့၏အဖဖြစ်သောဘုရားသခင်တဆူရဲရှိတော်မူ၏ထိုဘုရားသခင်သည်ခတ်သိမ်းသောငါတို့၏အပေါ်မှာရှိတော်မူ၏ခတ်သိမ်းသောငါတို့နှံပြတော်မူ၏ခတ်သိမ်းသောငါတို့၏ထဲ၌လည်းရှိတော်မူ၏အာမင်ကဲအဲ့ဒါဘုရားသခင်လို့ခေါ်တယ်သူနာမည်ခတ်သိမ်းသောငါတို့အပတဲ့အဲ့ဒါငါတို့ပုံမှာရှိတယ်ငါတို့နဲ့နာပြတယ်ငါတို့ထဲမှာရှိ
အဲ့ဒါဖယားကဖန်ဆင်းရှင်ဖယားဖြစ်တယ်ကေတင်ရှင်ဖယားဖြစ်တယ်ဟေရှာ53အငယ်30စတိကိုဖတ်အောင်နော် ထာဝရဘုရားမိန့်တော်မူသည်ကသင်တို့သည်ငါ့ကိုတိမှယုံကြည်၍ငါသည်မှန်ပြီဟုနားလည်မည်အကြောင်းငါ၏တသက်ငါရွေးကောက်သောကျွန်ဖြစ်ကြ၏ငါရှိမှဖန်ဆင်းရတဲ့ကအဘယ်ဘုရားသခင်များမဖြစ်ငါနောက်မှလည်းအဘယ်ဘုရားသခင်များမရှိရငါတပါးသည်ထာဝရဘုရားဖြစ်၍ငါမှတပါးကယ်တင်သောသခင်မရှိအာမင် အဲ့ဒါကဖန်ဆင်းရှင်ဖယားကေတင်ရှင်ဖယားငါရှိမှဖန်ဆင်းရတဲ့ကအဘယ်ဘုရားသခင်များမဖြစ်ငါနောက်မှလည်းအပေဖျားခင်များမရှိရငါတပါးဒီခါရဖျားပြီငါမတပါးကေတင်တော့နာမမရှိကေအရာကဒီနိကေတင်ရှင်နော်အရာကဖျားကတဆူတီလို့ပြောတယ်တပါးတီးတဲ့သူနာမည်ဖျားသခင်ခတဲ့တော့ငါတော့အဖပြီးခါရဖျားအရာကကေတင်ရှင်ဒီဖယားဟာဘယ်လူကိုကဲတယ်လဲဆိုတာကျွန်တော်ဒီနေ့မနေ့နော်အဲ့ဒီလမ်းကျုံပဲဆွဲပြီးမှကျွန်တော်စဉ်းစားတော့မယ်ဒါကြောင့်ဖယားဘယ်လိုဖယားလဲဆိုရင်ကိုကွယ်တဲ့ဖယားကိုကနာနာဒီမှာအဲ့ဒီဖယားကလူအတွက်ပါလုပ်ပြီးတယ်လို့ဆိုလို့ဆုံးချက်ကိုတီးပြီးမှပုဂ္ဂိုလ်ကိုလက်ခံယုံတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်ပထမကျွန်တော်တီးရမယ့်အရာဖြစ်တယ်ကဲအဲ့ဒီဖယားကလူကိုစိတ်ဝင်စားတယ်သူရဲ့ဝိညာဉ်နဲ့အမျိုးချင်းသူအရေးချင်းသူဖန်ဆင်းမယ်လူယောက်ျားလူမိန်းမဖန်ဆင်းမယ်ပြီးတာများစွာမွေးဖွားပြီးမှတာများစွာနဲ့စူးစမ်းခြင်းနဲ့အထီးကျန်တယောက်ထဲနဲ့မနေချင်ဘူးဒါကြောင့်ဒီဖန်ဆင်းရှင်ဖယားကလူဖန်ဆင်းဖို့ကိုစဉ်းစားတယ်ဒါကြောင့်လူလင်မယားဖန်ဆင်းလိုက်စိတ်ကူးရင်ကလွတ်လိုက်အပြစ်လောက်သွားတယ်ပါအပြစ်လောက်သွားဆိုရင်အပြစ်တန်ပေးမယ်အပြစ်တန်ပေးငရဲချစိတ်ကူးရင်ထဲမှာအပြစ်တန်ပေးကြည့်တယ်ငရဲချကြည့်တယ်မချရဘူးမချနိုင်ဘူးဒါဆိုရင်ငါဘယ်လိုလုပ်မလဲနော်အဲ့တော့ငါကဲမကွာကဲဘယ်လိုကဲမလဲအသေးခံပြကဲတယ်သူတို့ခံရမယ်ပြကျွေးပြတန်ကိုပြီးစပ်ပြီးမှကဲကဲကြည့်လို့သူတည်သွားပြီဆိုမရှိတော့လေဟာဒါလည်းမဖြစ်တော့ဒါကြောင့်ရှုပ်တယ်ကွာတလို့ရှုပ်တယ်လို့နော်အဲ့တော့မဖန်ဆင်းတော့ဘူးဒါမဲ့မဖန်ဆင်းပနေလို့မရဘူးသူပူးခိုးရှိတယ်နော်မဖန်ဆင်းပနေလို့မရတဲ့စိတ်ကအဲ့ဒါကြွနေစိတ်ကပြင်းထန်နေပြီဒါဆိုရင်ငါဒီလိုလုပ်ငါနဲ့ကိုခွဲမယ်အဲ့တော့သူကကြိတ်လို့ခွဲလို့ရတယ်ဖန်ဆင်းရှင်ကအဲ့တော့ငကူခွဲပြီးမှသူ့ရဲ့အသက်တချမ်းကိုခွဲပြီးမှလူလာဖြစ်ခဲ့မယ်အဲ့ဒီလူရဲ့ပြကျွေးပြတန်ကိုဒီနေ့အတိခံပေးမယ်အတိခံပြီးမှလူတွေအပြစ်ရှိတဲ့လူကဲမတရားတဲ့ဖယားမဟုတ်တော့အဲ့ဒါကိုတီးတဲ့ချိန်မှာတပေါ်ပေါက်သွားပြီဒါဆိုရင်သူကငကူခွဲရလဲလုတ်ပြီးအဆင်ပြေတယ်ဒါပေမဲ့လူတွေကမယုံတတ်ဘူးမယုံနိုင်ဘူးဒါဆိုရင်ငါယုံတဲ့အောင်ယုံနေပါလို့နော်တာတကူခွဲတယ်တန်ရှင်ဝိညာဉ်ရောယုံတဲ့အောင်ယုံနေလူအတွက်လုတ်ပြီးတော့အခုတားတော့ line ကိုပဲကျွန်တော်ဆွဲသွားမယ်ယောအခန်းကြီးတိအငယ်တိဖတ်ပေးမယ်ယောအခန်းကြီးတိငယ်တိစာအုပ်၌နှုတ်ကပတ်တော်ရှိနှုတ်ကပတ်တော်သည်ဘုရားသခင်နှင့်တူရှိနှုတ်ကပတ်တော်သည်လည်းဘုရားသခင်ဖြစ်တော်မူ၏အာမင်အငယ်3ကနေ4ပြန်ဖတ်အငယ်3ကနေ4ပြန်ဖတ်နှုတ်ကပတ်တော်သည်ခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ဖန်ဆင်းတော်မူခြင်းနှင့်ကင်းလွတ်လျက်ဖြစ်သောအရာတစ်စုံတစ်ခုမျှမရှိထိုနှုတ်ကပတ်တော်၌အသက်ရှိ၏ထိုအသက်သည်လည်းလူတို့၏အလင်းဖြစ်၏အာမင်အဲ့ဒါကသိရှိအဲ့ဒါဖယားတခင်လို့တော့ခမဲတော်နာယေရှုနာမည်တခင်ဖယားလို့ခေါ်တယ်အရှင်ဖယားလို့ခေါ်တယ်ယေရှုနာမည်ပေါ့နော်ဖယားတခင်လို့တော့ခမဲတော်နာခမဲတော်အဲ့ဒီနှုတ်ကပတ်တော်ကဖယားတခင်လည်းဖြစ်တယ်ဆိုခမဲတော်လည်းဖြစ်သွားပြီအဲ့ဒီနှုတ်ကပတ်တော်နဲ့လိုင်းပြောပြနော်နှုတ်ကပတ်တော်နဲ့လိုင်းပြောပြ
ဒီမှာကျမ်းစာအဲ့ဒီကျမ်းစာကရေးထားတော်နှုတ်ကပတ်လို့ခေါ်တယ်ရေးထားတော်ကျမ်းစာပေါ့တရားအကျုံးရေးထားတယ်အဲ့ဒါကနှုတ်ကပတ်လို့နောက်အသက်ရှင်တော်မူတော်နှုတ်ကပတ်လို့ဆိုရင်ပုဂ္ဂိုလ်ဖျားကိုပြောတာပုဂ္ဂိုလ်ဖျားအဲ့ဒါပုဂ္ဂိုလ်ဖျားကနှုတ်ကပတ်တော့ဒါကြောင့်အဲ့ဒီနှုတ်ကပတ်တော်ကအတိတ်ပဲရှိတယ်လို့ဆိုရင်လူအတွက်ဖျားအသက်နှစ်ပိုင်းခွဲတာဒီမှာကြည့်နော်နှစ်ပိုင်းခွဲတာအဲ့ဒါခမဲတော်ပဲနှစ်ခုခွဲလိုက်တာနှစ်ခုခွဲတာတပါးကဒီနေ့သူ့ရဲ့ကိုခန္ဓာတချမ်းကသူ့ရဲ့အသက်အဲ့ဒါလူတို့ရဲ့အလင်းနှုတ်ကပတ်တော်ဒီခတ်တင်တော့အယောက်ဖန်ဆင်းလို့ဖန်ဆင်းခြင်းနဲ့ကဲလို့တော့အရာသဆုံးခုမှမရှိဆိုတာလေဖန်ဆင်းရှင်ပြီးနှုတ်ကပတ်တော်နဲ့အသက်ရှိတယ်အဲ့ဒီအသက်ကလူတို့ရဲ့အလင်းလူအတွက်လက်ချမ်းခွဲလိုက်တာတိယောအခန်းကြီး9တိယောအခန်းကြီး9အငယ်7စနိမှာတတိခန္ဓာမူချက်ဟိုကဖျားခင်ဒီငါတို့အထာဝရအသက်ကိုပေးလို့မီသူအသက်ဒီလက်သားရောနဲ့ပိုင်သားတို့ကိုရတော့သူဒီအသက်ကိုရိုက်သားတို့ကိုမရတော့သူအသက်ကိုမရဒီအသက်ကိုနှစ်ပိုင်းခွဲတာလူအတွက်ခွဲတာစဉ်းစားကြည့်အဲ့ဒါကဒီနေ့ဖန်ဆင်းရှင်ဖျားကလူကယ်ဖို့အတွက်အဲ့ဒါကိုနှစ်ပိုင်းကိုပါလို့ခွဲပြီးမှတပါးကနှုတ်ကပတ်တော့အဲ့ဒါကအသက်ရှင်တော်မူတော်နှုတ်ကပတ်တော့အဲ့ဒီနှုတ်ကပတ်တော့မှာအသက်ရှိတယ်အဲ့ဒီအသက်ကလူတို့ရဲ့အလင်းဆိုလူအတွက်လက်ချမ်းခွဲပလဲကဲဒါဆိုရင်နှုတ်ကပတ်တော့ဆိုတဲ့အတိတ်ဘက်ကပုဂ္ဂိုလ်ဖျားနော်သူ့ရဲ့အသက်ကိုခွဲထားတဲ့အရာကိုဆိုလို့ကဲတမိပြန်ဖတ်မယ်ယောဟန်ခန်းကြီး1အငယ်1ပဲဖတ်စာဦး၌နှုတ်ကပတ်တော်ရှိ၏နှုတ်ကပတ်တော်သည်ဖျားသခင်နှင့်အတူရှိ၏နှုတ်ကပတ်တော်သည်လည်းဖျားသခင်ဖြစ်တော်မူ၏အာမင်အစာဦးနဲ့နှုတ်ကပတ်တော်ရှိတယ်နှုတ်ကပတ်တော်ဖျားခင်နဲ့သူရှိတယ်အဲ့ဒီနှုတ်ကပတ်တော်ကဖျားသခင်ဖြစ်တော်မူဆိုဖျားသခင်ဆိုခမဲတော်လေဖန်ဆင်းရှင်လေရှင်ယောခရစ်ဝင်ကြအခန်းကြီး1အငယ်14ရှင်ယောခရစ်ဝင်ကြအခန်းကြီး1အငယ်14မှာနှုတ်ကပတ်တော်ဒီလေလူစားတိအဖြစ်ကိုခံယူရဆိုလူလာဖြစ်တာဒါဆိုဖြစ်တယ်လေယေရှုခရစ်တော်လေလူလာဖြစ်တာလေလူလာဖြစ်တယ်အဲ့ဒါနှုတ်ကပတ်တော်လူလာဖြစ်တယ်အဲ့ဒါဖျားခင်ဖြစ်တယ်ကျမ်းပိုက်ပဲမှလိုက်ကျမ်းပိုက်တိမောသေအခန်းကြီး3အငယ်16တိမောသေအခန်းကြီး3အငယ်16ဖျားသခင်ဒီလေကိုခန္ဓာ၌ပေါ်ထွန်းတော်မူ၏ဒါဆိုရင်ဖျားသခင်ကကိုခန္ဓာနဲ့ပေါ်ထွန်းလာတယ်အဲ့ဒါလူလာဖြစ်တယ်လေတမိဖတ်ပေးမယ်ဟေဘဲအခန်းကြီး1အငယ်9ကိုဖတ်ပေးမယ်နော်အဲ့ဒါခမဲတော်ဖျားကဒါလိုယေရှုခရစ်တော်ကိုဘယ်လိုခေါ်တယ်လဲဆိုတော့ကျွန်တော်လေ့လာကြည့်နော်ဟေဘဲအခန်းကြီး1အငယ်9ကိုသားတော်ကအိုဖျားသခင်ကိုရောဤပလင်သည်နေဆထာဝရပလင်ဖြစ်ပါ၏ကိုရောဤနိုင်ငံသည်တရားသဖြင့်စီရင်သောနိုင်ငံဖြစ်ပါ၏ကိုရောသည်ဖြောက်မှတ်ခြင်းတရားကိုနှစ်သက်၍မတရားသောမှုကိုမုန်းတော်မူ၏ထို့ကြောင့်အိုဖျားသခင်ကိုရောဤဖျားသခင်သည်ကိုရောဤအပေါင်းဖော်လို့တဲ့ကိုရောကိုချီးမြှောက်၍ဝမ်းမြောက်ခြင်းစီနေပိတ်သိပ်ပေးတော်မူပြီဟုလာတည်းအာမင်အဲ့ဒီတာရိုကိုကဆိုယေရှုခရစ်တော်နာမည်ကိုဖျားတင်တာရိုလို့ခေါ်တယ်တာခမဲတော်ဘာဖြစ်ဆိုတာရိုကိုကတဲ့အိုးဖျားသခင်ဒီပလင်ဟာနေဆာထာဝရပလင်ဖြစ်တယ်ဖြောက်မှချင်းတရားစီနဲ့ပလင်ဖြစ်တယ်ဒါကြောင့်ကိုရောဟာဘုံအဒီနဲ့ပြည့်စုံပြီးမှအလုံးတဲ့ချင်းမြောက်ချင်းခံတဲ့ဒါတော့ဖြစ်တယ်ဆိုတာလေဖျားခင်ဖြစ်တယ်ဆိုတာပြောတယ်အဲ့ဒါဖျားခင်ဆိုတော့ခမဲတော်နာမယ်ဒါဆိုခမဲကိုနကူခွဲပြီးမှလောကလာဒါကြောင့်ယေရှုခရစ်တော်နာမည်ကိုဖျားခင်လို့ခေါ်ပြအောင်ကိုခဖျားခင်ဒီကိုခန္ဓာနဲ့ပေါ်ထုံးတယ်လို့ပြောတယ်ဒါကြောင့်နှုတ်ကပတ်တော်ဒီလေဖျားခင်ဖြစ်တော်မူလို့ပြောပြဒါဆိုရင်ဖန်ဆင်းရှိနကူခွဲလာတဲ့တိပိအခန်းကြီး1အငယ်20ဖတ်ပြအောင်နော်ထိုခရစ်တော်ကဤကဘာမတိမရှိမီခံထားတော်မူခြင်းကိုခံနှင့်သည်ဖြစ်၍ကိုရောအားဖြင့်ဘုရားသခင်ကိုယုံကြည်သောသင်တို့အဖို့ဤနောက်ဆုံးသောကာလ၌ထင်ရှားတော်မူပြီ
အာမင် သူ့နာမည်ခရစ်တော်လို့ခေါ်တယ်ခရစ်တော်ရဲ့အတိတ်ပဲကကယ်တင်ရှင်အဲ့ဒါကယောဟန်ခန်းကြီး4အငယ်40ယောဟန်ခန်းကြီး4အငယ်40မှာနော်အဲ့ဒါကဤလောကကိုကယ်တင်တော်မူသောသခင်တည်းသောခရစ်တော်ဤကံစင်စစ်ဖြစ်တော်မူကြောင်းကိုကျွန်မတိပါဤလို့ပြောတယ်ခရစ်တော်ဆိုတော့ကယ်တင်ရှင်ဒါကြောင့်ကယ်တင်ရှင်ဆိုတော့အဲ့ဒါကဒီနေ့လောကကိုကယ်တင်ရှင်ဒီနာမည်စကလုံးက great စကားကနဲ့စလာတယ်ခရစ်တုတဲ့အဲ့ဒါကသူတို့ great စကားကကယ်တင်ရှင်လို့တောင်းထွက်တာဒါနဲ့နိုင်ငံတကာလူမျိုးတကာကအဲ့ဒီမူရင်းဒီလေတန်နဲ့ပဲရေးတာအင်္ဂလိပ်လို့ဆို Christ လို့ရေးတယ်မြန်မာလို့ဆိုခရစ်ဒါမဲ့ပုဂ္ဂိုလ်ထိုပုဂ္ဂိုလ်မြတ်ဖြစ်တော့တော်လို့ထည့်ရတယ်တော်ခရစ်တော်နော်နာကလို့ဆိုရင်ခရစ်တာချင်းဒီကရင်ဒီလက်ချေမေချီခရစ်ပဲအလုံးကအဲ့ဒါကငါတို့ကသူ့လေတန်ထွက်နေဖတ်ဒါမဲ့ဒီနေ့ပါဆိုအရှိလေပိုင်းကအလုံးကတည်တယ်လူကအခန်းကြီး23လူကအခန်းကြီး23 39လူစုနေရောက်ကြမှာတည်ချင်မှာခရစ်တော်မှန်လေကိုအကူကိုလည်းကဲငါတို့လည်းကဲပါဆိုအကုန်လူစုတွေမှာတည်တာလေအဲ့ဒါခရစ်တော်ကယ်တင်ရှင်ခရစ်တော်ရဲ့အတိတ်ပဲကနောက်ထပ်တားတော်လို့လည်းခေါ်တယ်လူကယ်ဖို့ဆိုတာဖယားသားပဲကယ်လို့ရတယ်ရှင်ယောဟန်ခရစ်ဝင်ကြအခန်းကြီး7ရှင်ယောဟန်ခရစ်ဝင်ကြအခန်းကြီး7အငယ်20ခုနှစ်မှာနော်ကိုရောဒီဖယားခင်ဤသားတော်ဒီဟူသောခရစ်တော်ဤကအမှန်စစ်ဖြစ်ကြောင်းကျွန်မသိပါလို့ပြောတယ်ဒါကြောင့်ဖယားခင်သားတော်ခရစ်တော်ဖြစ်တယ်ဆိုတာလေအဲ့ဒါကသူ့ရဲ့နာမည်အတိတ်ပဲဒါကြောင့်သူဒီနေ့ဖယားကညောက်ချမ်းခွဲလိုက်တော့တပါးကလူလာဖြစ်တယ်ဘာလို့ဆိုပဲချီမာဆိုကပါမဖန်ဆင်းတိဘူးလူမဖန်ဆင်းတိဘူးတုံးကူခွဲတာအဲ့ဒါကတားလို့ဆိုတာကိုဒါကြောင့်သူခရစ်တော်ကဤကပါမတိမရှိမီခံထားတယ်ခံထားရဆိုရင်ရွေးချယ်ထားပြီဟာလေလုယာဒါကြောင့်ချစ်တော်မိတ်ဆွေဒီအဲ့ဒီဖယားကဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာအခုဖယားတခင်ကအဲ့ဒီတားလို့ကိုနော်လူအတွက်ဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာအဲ့ဒါကနာနာတိဖို့ကဲဟိပြအခန်းကြီး30ဟိပြအခန်းကြီး30အငယ်9ကနေခုညကိုဖတ်အောင်နော်တမီခုညကိုဖတ်အောင်နော်ထို့ကြောင့်ခရစ်တော်သည်ဤလောကသို့ကြွလာသောအခါအိုဖျားသခင်ကိုတော်သည်ယစ်နှင့်ပူဇော်တတ်ကောင်အလိုတော်မရှိသည်ဖြစ်၍အကျွန်ုပ်အဖို့ကိုယ်ခန္ဓာကိုပြင်ဆင်တော်မူပြီးမိရှုရာယစ်နှင့်အပြစ်ဖြေရာယစ်များကိုအာရနှစ်သက်တော်မမူသောအခါကြားစာလိမ့်၌အကျွန်ုပ်ကိုအမှတ်ပြု၍ရေးထားသည်နှင့်အညီအကျွန်ုပ်သည်ကိုတော်၏အလိုကိုဆောင်အံ့သောငါသွားပါမည်ဟုအကျွန်ုပ်ဝန်ခံပါသည်ဟုလျှောက်ဆို၏အာမင်ခရစ်တော်ဒီဤလောကသို့ကြွလာတော့အခါယစ်နဲ့ပူဇော်တကားကိုအာမရသည်ဖြစ်အကျွန်ုပ်တို့ကိုယ်ခန္ဓာပြင်ဆင်ပြီးတယ်ကဲခရစ်တော်မှာဖန်ဆင်းရှင်ဝိညာဉ်ဖြစ်တယ်ခတ်တင်တော့အရာဖန်ဆင်းတယ်ဆိုတာနှုတ်ကပတော်ဒီဖန်ဆင်းခြင်းနဲ့ကင်းလို့တော့အရာမစဖန်ဆင်းရှင်အဲ့ဒါကဒါမဲ့ကိုယ်ခန္ဓာကတော့ဖန်ဆင်းရတယ်ကိုယ်ခန္ဓာကိုဖန်ဆင်းတယ်ဒါကြောင့်အခုတော့ယစ်နဲ့ပူဇော်တကားအာမရဘူးသူတော့ယစ်ပူဇော်တာခမဲတော့အာမရဘူးဒါကြောင့်ယစ်ရဲ့အစာထိုးဖို့တားလို့ကိုလာဒါကြောင့်သူ့ရဲ့ကိုယ်ခန္ဓာကိုဘယ်လိုဖန်ဆင်းတယ်လဲကျမ်းပိုက်ပဲမှထားလိုက်သူ့ရဲ့ကိုယ်ခန္ဓာကိုဘယ်လိုဖန်ဆင်းတယ်လဲမတ်တဲ့အခန်းကြီး1အငယ်18ကနေ20မှာရေးထားတယ်မတ်တဲ့အခန်းကြီး1အငယ်18ကနေ20မှာရေးထားတယ်သူပရိဒရိကတဲ့တန်ရှင်တော်ဝိညာဉ်တော်အဖြစ်တယ်မိမိလူတို့ကိုကယ်ချမြတ်သူဖြစ်တော်ကြောင့်သူ့နာမည်ကိုယေရှုဆိုတဲ့အမည်ပေးရတယ်လူနာမည်ဖြစ်တယ်ဒါကြောင့်အဲ့ဒီနာမည်တော့မှအပြည့်မကယ်ချမြတ်သူကယ်တင်ရှင်ပေါ့နော်အဲ့ဒါကပရိဒရိဆွဲဖြစ်တယ်အဲ့ဒါတန်ရှင်တော်ဝိညာဉ်တော်နဲ့ပရိဒရိဆွဲအမေဝန်ထက်မှာဖန်ဆင်းလာဒီဖန်ဆင်းလာတဲ့ရည်ရွယ်ချက်အကြီးဆုံးရှိတယ်ဂလာတိခန်းကြီး4အငယ်4 5ကိုဖတ်ပေးမယ်ဂလာတိခန်းကြီး4အငယ်4 5
အချိန်ကာလစေသောအခါငါတို့သည်တား၏အခွင့်အရာကိုခံရမည်အကြောင်းပညတ်တရားလက်၌ရှိသောငါတို့ကိုရွေးနှုတ်စေခြင်းကမိမဝမ်း၌ပရိသေရေယူ၍ပညတ်တရားအောက်၌ဖွားမြင်ရသောသားတော်ကိုဘုရားသခင်သည်စေလွတ်တော်မူ၏အာမင်အဲ့ဒါကဖျားစေလွတ်လို့နေထားတယ်အချင်းကာလစေတော့ကငါတို့ဒီတာတဲ့အာတန်ဟာဖျားသားကနေဆာလတာဖြစ်သွားတယ်ဖျားသားဆိုတာအခွင့်အရာကိုရမည်ကြောင်းမိမဝမ်းနဲ့ပရိသေဆွဲပြမှာပညာတရားလက်နဲ့ရှိတဲ့သူတို့ကိုရွေးနှုတ်ခြင်းကဖျားခင်ကသားတော်ကိုစေလွတ်လိုက်တယ်အဲ့ဒါကိုအာတမ်စီမာပေးထားတဲ့ပုံတရံဆောင်ရှုံးသွားတဲ့ကိုအစာထိုးတာကိုလိုတဲ့ခန်းချီတိအငယ်15ဖတ်ပြီနော်ကိုလိုတဲ့တိအငယ်15ဖတ်ပြီကိုလိုတဲ့တိအငယ်15ထိုသားတော်သည်မျက်မြင်မရသောဘုရားသခင်၏ပုံတရံတော်ဖြစ်၏ဝိနည်းတတဝါပေါင်းတို့တွင်လည်းတာဥဖြစ်တော်မူ၏ထိုသားတော်ကမျက်မြင်မရတဲ့ဘုရားခင်ပုံတရံတော်ဖြစ်တယ်ဝိနည်းတတဝါပေါင်းတဲ့တာဥနော်အဲ့ဒါကဒီနေ့ယေရှုခရစ်တော်ကဒီနေ့ဘာလို့လဲဆိုရင်ဖျားခင်ခမဲတော်ဖျားပုံတရံအာတန်ကိုမိမိပုံတရံနဲ့တင်းကြီးတရံတီလူဖန်ဆင်းတော့ပြီအဲ့ဒါခမဲတော်ရဲ့ပုံတူဖန်ဆင်းတာပြတ်သွားတယ်ဒါကြောင့်မူရင်းပိုင်ရှင်စီကနေပုံတရံချပေးလိုက်ကဲဖိလိတိခန်ကြီးနိအငယ်6ကနေရှိတိဖပေးမယ်လာရည်ရဆက်အညာရေးထားလာရည်ရဆက်အဲ့ဒီမှာရေးထားထိုသခင်သည်ဘုရားသခင်၏တရံတော်နှင့်ပြည့်စုံတော်မူသည်ဖြစ်၍ဘုရားသခင်နှင့်ပြိုင်သောအမှုကိုလူချင်းအမှုကိုမထင်မှတ်လျက်ပြီးမိမိတရေကိုဆို၍အစေခံကျွန်၏တရံကိုဆောင်လျက်လူကဲ့သို့သောဖြစ်၌ဖွားမြင်ခြင်းကိုခံတော်မူ၏ထို့သောလူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့်ပြည့်စုံလျက်အသေးခံခြင်းသာမဟုတ်ဘဝကတိုင်မှာအသေးခံခြင်းတိုင်အောင်အစေကျွန်ခံ၏ကိုနှိမ့်ချတော်မူ၏အငယ်ခွင့်ပြန်ဖတ်မယ်အလုံးနားထောင်နော်မိမိတရေကိုဆို၍အစေခံကျွန်၏တရံကိုယူဆောင်တဲ့လူကဲ့သို့သောဖြစ်၌ဖွားမြင်ခြင်းကိုခံတော်မူ၏ဒီမှာကြည့်လူကဲ့သို့တဲ့ဖြစ်နေဖွားမြင်တယ်အဲ့တော့ကောင်းကင်ပေါ်မှာသူကဖျားတရံဖျားဖြစ်တယ်ဒါမဲ့အဲ့ဒါကိုစွန့်ထားတယ်တဲ့ဖျားစာဒီလုံးဝထားခဲ့တာဖျားစစ်စွန့်တေလို့မရဘူးတေလို့မရဘူးဖျားစစ်စွန့်တေလို့မရဒါကြောင့်တေလို့မရတဲ့ဖျားဇာတိဖြစ်အင်ကိုထားခဲ့ပြီးမှလူစစ်လာဖြစ်တယ်လူဖြစ်တော့လေတရံမိမိအတီကိုဆုံးရအစေခံကျွန်းဤတရံကိုဆုံးရလေလူအဖြစ်နဲ့ဖွားမြင်ခြင်းခံရတယ်အစေခံကျွန်းတရံအဲ့ဒါကအာတန်ကိုတရံနဲ့ဖန်ဆင်းတာဆုံးရှုံးသွားတဲ့အရာကိုအစာထိုးပူလာဒါကြောင့်ကဘာတခုလုံးကမတည်တဲ့လူမရှိဘူးအဲ့ဒါစာတန်ကတည်မီလို့ခေါ်တယ်သူကအုပ်ချုပ်တွေ့နိုင်ငံမှာမတည်တဲ့လူတယောက်ရောက်တယ်ဆိုတာလေအဲ့လိုမပြောစားလို့မဟုတ်ဘူးနော်အဲ့တော့စာတမနာကကွန်ကိုက်စီဖြစ်သွားပြီယေရှုအပုံတရံဆိုရင်နမူနာပြောပြနော်ပုံတရံလို့ပြောရင်စာတန်ရဲ့အစိတ်လုံးဝမရှိဘူးစာတန်ရဲ့အစိတ်လုံးဝမရှိတော့ကြောင့်ဖျားလည်းမဖျားဘူးဦးလည်းမဦးဘူးနာလည်းမနာဘူးအဲ့တော့တူတေခဲမဆိုနိထောင်တုံတင်တန်ခရီတေလို့မရခန္ဓာကိုယ်ဒါပေမဲ့လူဖြစ်စစ်ဖြစ်တော့ကြောင့်အာတမနည်းနဲ့တန်လို့ရစာတမနာကအဲ့ဒီချိန်မှာအကြံရသွားတယ်နော်ကျမ်းပိုက်ပဲမှတ်ထားမယ်နော်မတ်တဲအခန်းကြီး4မတ်တဲအခန်းကြီး4အငယ်တိကလည်း4မှာယေရှုရပ်ပေါင်း40အစားဆုံးတယ်ဖျားတမ်းမှန်လေးနဲ့ဤကြော့ခဲကိုမုတ်လို့ပြစားပါတယ်ဤကြော့ခဲကိုမုတ်လို့ပြစားပါတယ်ဘာကြောင့်ဆိုပထမအာရံကစားစရာနဲ့စာတန်ဤအစိတ်ကိုပါဇက်ထဲကန်ထဲတာလေဒါကြောင့်စာတမနာကယေရှုကိုစားစရာနဲ့လာလေလူတီမုတ်အဖြစ်အသက်မွေးရသည်မဟုတ်ဖျားကမိတ်တော်မူသည်များအသက်မွေးရသည်ကျမ်းစာလာလေအဲ့ဒါကလုံးဝ
စာတန်ရဲ့လင်လေလက်ပြမှုကိုမခံဘူးဒါကြောင့်ယေရှုခရစ်တော်ခံတဲ့ဝိဆုံးဆောင်နောက်ဆက်ချင်းတအများနဲ့ဟိဘေအခန်းကြီးလေးအငယ်15ဖတ်ရောငါတို့ယေဘရဟိတ်မင်းသည်ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့်မကျင်နာနိုင်သောသူမဟုတ်ငါတို့ခံရသည့်ဤသူအမျိုးမျိုးသောစုံစမ်းနှောက်ယှက်ခြင်းတို့ကိုခံဘူးသောသူဖြစ်တော်မူ၏တို့ရာတွင်သူဒုစရိုက်အပြစ်နှင့်ကင်းလွတ်တော်မူ၏အာမင်ဆုံးဆောင်နောက်ဆက်ချင်းဘလောက်များအမျိုးမျိုးအများကြီးတိုးတော်လဲဒုစရိုက်အပြစ်နဲ့ကင်းလွတ်တယ်ကဲဖတ်ခိုင်းမယ်အဲ့ဒါကိုလေဘာရီဆုံးဆောင်ချင်းခံတဲ့ယေရှုဘယ်လိုခံရတယ်ဆိုရင်ဟေရှာယ53တိကနေကိုတိဖတ်ပြမယ်နော်ကျွန်တော်အတိစိတ်မရှိတော့အဲ့ဒီခုကိုတော့ချက်မျက်စိပွင့်တော့ကျွန်တော်ပြောချင်တယ်ယေရှုဘယ်လိုခံရတာအချက်ပုံ30ကျော်တယ်ကျွန်တော်မှတ်ကြည့်တယ်နော်ကဲဟေရှာယ53တိကနေကိုတိဖတ်ပြမယ်တမီးငါတို့ဟောပြောသောသတင်းစကားကိုအဘယ်သူယုံသနည်းထာဝရဘုရား၏လက်တော်သည်အဘယ်သူအားထင်ရှားတော်မူသနည်းထာဝရဘုရား၏ကျွန်သည်အညွန့်ကဲ့သို့၎င်းသွေးချောက်သောမြေ၌ပေါက်သောအတက်ကဲ့သို့၎င်းရှေ့တော်၌ကြီးပွား၏ပမာဏပြုเสียအစင်တင့်တဲ့ခြင်းမရှိချစ်လိုပွေသောမျက်နာလက္ခဏာနှင့်မပြည့်စုံမထီမဲ့မြင်ပြုခြင်းကိုခံ၍လူတို့တွင်အယုံညံ့ဆုံးသောသူဖြစ်၏ညှိုညင်သောသူနာကြည်းခြင်းဝေဒနာနှင့်ကျွမ်းဝင်သောသူဖြစ်၏သူတစ်ပါးမျက်နာလွှဲခြင်းကိုခံရသောသူကဲ့သို့ဖြစ်၏မထီမဲ့မြင်ပြုခြင်းကိုခံလျက်ရှိ၍ငါတို့သည်မယိုသေးကြသို့တော်လည်းထိုသူသည်ငါတို့အနာယောဂဝေဒနာများကိုယူတင်ဆောင်ရွက်လေ၏ဒဏ်ခတ်တော်မူခြင်းကို၎င်းဖျားသခင်ဆုံးမ၍နှိမ်ချတော်မူခြင်းကို၎င်းခံတော်သူဖြစ်သည်ဟုငါတို့သည်ထင်မှတ်ကြပြီထိုသူသည်ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့်နာကျင်စွာထိုးခြင်းနှိပ်စက်ခြင်းကိုခံရလေ၏ငါတို့ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသောဆုံးမခြင်းသည်သူ့အပေါ်သို့ရောက်၍သူခံရသောဒဏ်ချက်အားဖြင့်ငါတို့သည်အနာပြောက်လျက်ရှိကြ၏အာမင်ငါတို့ရှိသမျှသည်တိုးကဲသို့လမ်းလွဲလျက်ကိုလန်းသို့အတီးလိုက်သွားကြသည်ဖြစ်၍ထာဝရဘုရားသည်ခတ်သိမ်းသောငါတို့၏အပြစ်များကိုသူ့အပေါ်၌တင်တော်မူ၏ထိုသူသည်ညှင်းဆဲခြင်းနှင့်နှိမ်ချခြင်းကိုခံ၍နှုတ်ကိုမဖွင့်ဘဲနေ၏အသေးထချင်းကဆောင်သွားသောတိုးတငယ်ကဲ့သို့သူ့ကိုဆောင်သား၍တိုးသည်အမွှေးညက်သောသူရှေ့မှမမြည်ဘဲနေတကဲ့သို့သူသည်နှုတ်ကိုမဖွင့်ဘဲနေ၏မတရားစွာစီရင်ခြင်းအပြင်သူ့ကိုထုတ်သွားကြ၏အသက်ရှင်သောသူတို့၏နေရာမှသူ့ကိုတုတ်တင်ပယ်ရှင်းသည်ဖြစ်၍သူ၏အမျိုးအနွယ်ကိုအဘယ်သူပြညွှန်မည်ဤနှုတ်၌မူသားမရှိတော့လေလူဆိုးတို့နှင့်အတူမြေမြုပ်ခြင်းကစီရင်ကြ၏တို့ရာတွင်သေပြီးမှသူတထေး၌ရှိ၏အာမင်အဲ့ဒါယေရှုတတိယရတဲ့တင်းကြမှာတဲ့ဆိုလေအဲ့ဒါအချက်ပုံတွေ့ကြည့်အဲ့ဒါကိုဖတ်ကြည့်သူကခံနေပဲအိုးခံနေအဲ့ဒါပါတယ်ငါတို့ကယုံတဲ့လူသူယုံတဲ့လူကမခံနေပဲရတယ်ကဲအဲ့ဒီအတိပဲတစ်ခုလုံးကိုကျမ်းပိုက်ပြပြမှာအဲ့ဒါရှင်းပြလိုက်ကိုရင်တူတရားစာဆောင်ခန်းကြီးရှိအခန်းကြီးရှိအငယ်ကိုဖတ်ရနိကိုအခန်းကြီးရှိအငယ်ကိုဖတ်ရတောင်းမူကငါတို့သခင်ယေရှုခရစ်သည်စီးစိမ်ရှိတော်လဲဆင်းရဲတော်မူခြင်းအပြင်သင်တို့သည်စီးစိမ်ရှိစေခြင်းငါသင်တို့အတွက်ကြောင့်ဆင်းရဲခြင်းကိုခံတော်မူသောယေရှုတော်ကိုသင်တို့သိကြ၏ကဲယေရှုခရစ်တော်ကစီးစိမ်ရှိတော်လဲလာပစ္စည်းရတော့ငါတို့စီးစိမ်ရှိဖို့တဲ့ဒါဆိုရင်သူခံတမြတ်ကငါတို့အမျက်ရဖို့အကျိုးရှိဖို့သူကခံတဲ့ဖက်မှာလောက်သွားတာကဲအဲ့ဒါထဲမှာဒီအချက်30ကိုလေ့လာမဆိုရင်နိုင်2နာရီ3နာရီကြာလို့ရတယ်အဲ့ဒီတံပြန်မှုဆိုအများကြီးရှိတယ်သူကဒီလိုခံတယ်ဒီမှာအကျိုးဒီလိုရဒီလိုခံတယ်ဒါအကျိုးရအကုန်လုံးရှိတယ်အဲ့ဒါကအမျိုးတော့ညီစေချင်းခံတယ်သူတို့လည်းသူဆက်အပြည့်နဲ့กินလို့တယ်မတဲ့တုံးအငယ်စကုံဖတ်ပြီနော်ဤသူကငါနှစ်သက်မြတ်နိုးရငါဤချစ်သားပေသည်ဟုကောင်းကင်ကအတန်တော်ဖြစ်လေ၏ဤသူကငါနှစ်သက်မြတ်နိုးရငါဤချစ်သားဆိုရင်ရီကုံလို့ရတယ်
အပြစ်နဲ့ကင်းစင်တော်သူသူစက်အပြစ်နဲ့ကင်းလွတ်တော်သူရစ်ကိုလို့ရရစ်ကိုယေရှုခရစ်တော်လောကမှာတည်တာဒီနေ့ပါဆိုရင်အပြစ်ဖြစ်တဲ့ရစ်ကိုအနေနဲ့တည်တာဒါကြောင့်ကဲအခုတော့အရေးကြီးတာပြန်သွားတော့ယေရှုခရစ်တော်လဝါကားတဲ့မှာတည်ရရှိမှာအပြင်ဖက်ကနေလှုပ်တဲ့လှုပ်ဆောင်ချက်နဲ့အထဲဖက်ကနေလှုပ်တဲ့လှုပ်ဆောင်ချက်နှစ်ပိုင်းရှိတယ်အဲ့ဒါကအပြင်ဖက်ကနေဘာလို့ပေးသွားတယ်အပြင်ဖက်ကနေဖះကလူတဲ့ပါအမျက်ထုတ်သွားတယ်အဲ့ဒါကိုကျွန်တော်တီးဖို့လိုတယ်ကျမ်းပိုက်ပဲမှာထားမယ်မတ်တဲ့အခန်းကြီး29 45ကနေ46မှာမူတဲ့ချိန်မှစာယူ3ချက်ဒီအချိန်တဲ့အောင်မိတပြင်းလုံးနဲ့မုံမိတ်အတိဖြစ်လေတဲ့နော်ထိုခါယေရှုကအီလီလာပါရှာတာခဏကြီးတော့အတန်ချွချွအနက်ကကျွန်တော်ဖျားအပဲကျုံစွန့်ပြတယ်ကဲအဲ့ဒါက7နာရီကနေ3နာရီတွင်မိကြီးတပြင်းလုံးမောင်းသွားတယ်ကဲဆာလန်20အငယ်တိဖပေးမယ်ဆာလန်20အငယ်တိဖပေးမယ်နော်ကျွန်ုပ်ဖျားအဘဲကြောင့်ကျွန်ုပ်ကိုစွန့်ပစ်တော်မူသည်။ကျွန်ုပ်ကိုမကယ်တင်မဲ့ကျွန်ုပ်အော်ဟစ်သောစကားကိုနားမထောင်မဲ့အဘဲကြောင့်အဝေးမှနေတော်မူသည်။ကဲအဲ့ဒါကဒီမိပါလို့ဆိုဒီမတ်တဲ့အခန်းကြီး29အငယ်45 46ကိုအဲ့ဒီစာလံကျမ်းမှာပြောတာ။အဲ့ဒါကကျွန်ုပ်ဖျားအဘဲကြောင့်ကျွန်ုပ်စွန့်ပစ်တယ်။အဘဲကြောင့်အဝေးမှထွက်သွားတယ်လေ။အဝေးကနေဘာလို့ကြည့်တယ်လဲယေရှုခရစ်တော်လောကမှာလာတဲ့ချိန်မှာခမဲတော်တန်ရှင်တော်ဝိညာဉ်နှစ်ပါးစလုံးသူ့ထဲမှာရှိတယ်အခုစင်ချက်ချတော့မယ်ယောဟန်ခန်းကြီး30အငယ်ယောဟန်ခန်းကြီး14အငယ်30မှာငါဒီငါခမဲတော်နဲ့ရှိတယ်ကောခမဲတော်ငါခမဲတော်ဒီငါနဲ့ရှိတယ်ကိုမသိတယ်လို့ယောဟန်14အငယ်26မှာငါအတွက်ငါခမဲတော်ကငါအတွက်ဆေလွတ်တော်မူတော့ဥပိစီရှာတီတို့တန်ရှင်တော်ဝိညာဉ်တော်ဒီတင်တုကိုခတ်တင်းတော့ရောက်တရားတော့ခွင့်ရမယ်သူမြတ်ကငါပြောတဲ့မြတ်မမိနဲ့ညံပေးမယ်ပြောတယ်အဲ့ဒါကခမဲတော်လည်းယေရှုခရစ်တော်ထဲမှာရှိတယ်တန်ရှင်တော်ဝိညာဉ်တော်လည်းယေရှုထဲမှာရှိတယ်ဒါပေမဲ့အခုစီတော့မဆိုရင်နှစ်ပါးစလုံးထပ်တော့ပြီအဲ့ဒီချိန်မှာတော့ဒီနေ့အပိဖြစ်တဲ့ရစ်ကုန်နေရောက်တော့ကဲယေရှုခရစ်တော်ဒီနေ့ဘာလို့လဲဆိုရင်နှမျိုးနဲ့တည်တယ်ကျမ်းပိုက်ပဲမှာထားလိုက်ဝတ်ပြောအကျမ်းအခန်းကြီး4အငယ်33လူပြောအခန်းကြီး4 33အဲ့ဒါကယေရှုခရစ်တော်ကတူဖြစ်တယ်ယေရှုခရစ်တော်ကစိတ်ဖြစ်တယ်နော်တမဟောင်းမှာအပြစ်ဖြစ်တဲ့ရေကတူလည်းတုံလို့ရတယ်စိတ်လည်းတုံလို့ရတယ်တူဆိုရင်အပြစ်ကင်းစင်တဲ့သူစိတ်ဆိုရင်အပြစ်ရှိသွားပြီအဲ့တော့လူဝပြအကျမ်းခန်းကြီး4အငယ်29မှာစိတ်ရဲ့ကောင်းပေါ်မှာမိမိလက်ကိုတင်ရမယ်လို့ပြောတယ်စိတ်ရဲ့ကောင်းတူရဲ့ကောင်းပေါ်မှာမိမိလက်တင်ရမယ်ရေးထားတယ်ဒါကြောင့်12နာရီနဲ့မနက်ပိုင်းကလူတွေကစီရင်တာလေလူဤစီရင်ချင်းဟိုမှာပုံကြည့်ပြီး12နာရီကနေ3နာရီတကခမဲတော်ဖျားကစီနာခမဲတော်ဖျားကစီနာနော်အဲ့ဒါကစီရင်တော့ယေရှုခရစ်တော်ကခံတဲ့ဖက်ငါတို့ကလွတ်မြောက်တဲ့ဖက်ဟေရှာယ53အငယ်6မှာငါတို့ရှိသမျှဒီဒုက္ခတို့လမ်းလွယ်လေကိုလမ်းတို့အတီးတီးလိုက်သွားကြသည်ဖြစ်သာဝရဖျားတိခတ်တိန်တော့ငါတို့ဤအပိများကိုသူ့ပေါ်နဲ့တင်တော်မူ၏အဲ့ဒီချိန်ခမဲတော်စီတော့မဆိုခမဲတော်ယေရှုထဲနေလို့မရတန်ရှင်တော်ဝိညာဉ်နေလို့မရယေရှုဝိညာဉ်ထဲကနေထွက်သွားတာအဲ့ဒီချိန်မှာတော့မိကြီးတပီလုံးမုံသွားတယ်အဲ့ဒါခမဲတော်စီရင်ကဲကိုရင်တူတရားဆာဆိုငါတို့ဘယ်လိုရတယ်လဲဆိုတူခံတဲ့ဖက်ငါတို့ကအကျိုးပါရကိုရီတူတရားဆာဆိုအခန်းကြီးငါအငယ်20ဖိုင်အောင်နော်နိကိုအခန်းကြီးငါ20ဖိုင်အောင်
အဲကြောင့်နိဟုမူကားဘုရားသခင်သည်အပြစ်နှင့်ကင်းစင်တော်သူကိုငါတို့အတွက်ကြောင့်အပြစ်ရှိတော်သူဖြစ်စေတော်မူ၏အကြောင်းမူကားငါတို့သည်ထိုသူအဖျင်ဘုရားသခင်ရှိတော်၌ဖြောင့်မတ်တော်သူဖြစ်မည်အကြောင်းဒီ အပေကြောင့်နေမကားတဲ့အပြစ်နဲ့ကင်းစင်တော်သူဆိုခရစ်တော်ငါတို့အတွက်ကြောင့်ဘုရားသခင်ကအပြစ်ရှိတော်သူဖြစ်စေတော်မူသူ့ဘုတင်လိုက်တာအဲဆိုရင်ထိုသူအပြစ်ငါတို့ဒီဘုရားရှိမှဖြောင့်မတ်တော်သူဟာလေလုယာစဉ်းစားကြည့်ဘုရားလုတ်တော်တဲ့လုတ်ဆောင်ချက်ကိုလေဒါကြောင့်နေရာချင်းပလိုက်တာယေရှုခရစ်တော်မနက်ပိုင်းစီချက်ချတာလူကစီညနေပိုင်းစီချက်ချတာခမဲတော်ကစီနှမျိုးစီချင်းကလူစီဝိညာဉ်အခမ်းအနားကိုတက်လို့ရတယ်ဖယားစီဝိညာဉ်ငရဲမှာကြတယ်ကျွန်တော်အဲ့ဒီယေရှုခရစ်တော်ဝိညာဉ်ငရဲကြခံကျွန်တော်ဒီတဲ့တင်ချီစီမံကိတဲ့မှာကျွန်တော်အများတင်ပြီးထားတယ်ရှိတယ်ဒါကအဲ့ဒီ line မတော်ယေရှုကိုခန္ဓာ line ချင်းစနစ်ကိုပဲအတိကခေါ်တော့ချင်တာဖြစ်ဒါကြောင့်ဖယားဖြစ်ရတဲ့ဖယားကလူအတွက်လုပ်ပေးတော့တာဟိဘေအခန်းအဲ့ဒါကဟိဘေအခန်းကြီး30အငယ်30ဖတ်ပြအောင်အဲ့ဒါအပြစ်ဖြစ်တဲ့ရစ်ကုန်နေတည်တာဟိဘေအခန်းကြီး30အငယ်30ထိုလိုတော်နှင့်အညီယေရှုခရစ်၏ကိုယ်တော်ကိုတခါတည်းပူဇော်သောအပြင်ငါတို့သည်စင်ကြယ်ခြင်းသို့ရောက်ကြ၏ယေရှုခရစ်တော်၏ကိုယ်တော်ကိုတခါတည်းယေရှုခရစ်တော်၏ကိုယ်ခန္ဓာကိုတခါတည်းပူဇော်ဆိုအပြစ်ဖြစ်ရစ်ဖြစ်အစထိုးလိုက်ခမဲတော်ကတားတော်ခံတဲ့အရာကငါတို့ခံအကျိုးရရှိဖို့အတွက်လုပ်ပေးတာယောမအခန်းကြီးငါအငယ်ရှိမှာငါတို့ဒီပြည့်စုံပြီးခရစ်တော်ဒီငါတို့အတွက်ကြောင့်အသေးခံတော်မူသည်ဖြစ်ဖျားခင်ဒီငါတို့ဘလောက်ချစ်တယ်ဆိုထင်ရှားကြပြန်ငါတို့အတွက်ကြောင့်အပြည့်ရှိတော်သူဖြစ်တော်တယ်အပြည့်ဖြစ်ရှိကုန်ဟိဘေ30အငယ်19ဟိဘေအခန်းကြီး30အငယ်19မှာဖန်တုံသူတို့ပြမာခြင်းလွန်ကျူးခြင်းအမျိုးမျိုးကိုငါမအောက်မေ့ပဲနေမည်ဟုလာတည်းကဲတာရောပေါ်မှာခမဲတော်ကစီလိုက်တော့သူတို့အခုကဲတင်ချင်းရလဲခရိယာနိကယုံကြည်တော့ကအပြည့်လုပ်သေးတယ်ဒါမဲ့အဲ့ဒီသူတို့ပြမာခြင်းလွန်ကျူးခြင်းအားလုံးကိုမေ့ပလိုက်တယ်အဲ့ဒါခွင့်လွတ်တယ်လို့ခေါ်တယ်ခွင့်လွတ်တာတိယောအခန်းကြီးတိအငယ်9မှာဖခင်သားတော်ယေရှုခရစ်အသွေးတော်ဒီငါတို့အပြစ်ရှိမြောက်စီချောတော်မူအာမင်ဒါကြောင့်ခွင့်လွတ်ခြင်းကိုရသွားတယ်အဲ့ဒါကားတဲ့အပြင်ဖက်ကနေစာတမန်ကယေရှုခရစ်တော်ကိုစီချက်လူကိုအတုံးပြုပြီးမစီချက်ချတာအဲ့ဒီချိန်မှာခမဲတော်ဖခင်ကလူအတွက်အမျက်ရအောင်ထုတ်တာဟာလေလုယာကဲအဲ့ဒါကယေရှုရဲ့ကိုယ်ခန္ဓာပေါ်မှာအပင်ဖက်မှာလုတ်သွားတယ်လို့ဆုံးချက်ကဲအခုတော့ပူအရေးကြီးတဲ့အကန့်ကိုပြန်သွားမယ်အထဲမှာချိန်စနစ်ကြောင့်ပြန်သွားမယ်ကဲဒီနေ့ယေရှုခရစ်တော်စာလံတရားနဲ့လေအငယ်နည်းကိုဖတ်ပြအောင်စာလံတရားနဲ့လေအငယ်နည်းဝိနည်းခြုံတဲ့ကဲ့သို့အလင်းနှင့်ကိုယ်တော်ကိုခြုံတော်မူထားသောမိုးကောင်းကင်ကိုမျက်နှာကျက်ကဲ့သို့ကျက်တော်မူထားသောအဝတ်နဲ့ခြုံခဲ့သူကိုယ်တော်ဒီအလင်းနဲ့ခြုံတော်မူထားသောအလင်းနဲ့ခြုံတယ်ဆိုကိုယ်တော်ဆိုခရစ်တော်ပြောတာနော်ခမဲတော်ဘုရားကတားတော်ယေရှုခရစ်တော်ကိုယ်ခန္ဓာကိုပါနဲ့ခြုံလိုက်ဆိုရင်အလင်းနဲ့ခြုံတယ်အဲ့ဒါပြေချင်းလဲဆိုရင်ကိုလောတဲ့အခန်းကြီး3အငယ်3ဖတ်ရအောင်ကိုလောတဲ့အခန်းကြီး3အငယ်3ဖတ်ရအောင်ကိုလောတဲ့ခန်းကြီး3ငယ်3အကြောင်းမူကားသင်တို့သည်တည်တော်သူဖြစ်၍သင်တို့သက်သည်ခရစ်တော်နှင့်အတူဘုရားသခင်၌ဝတ်ထားလျက်ရှိ၏ကဲဒီတို့ဒီတည်တော်သူဖြစ်ဘုရားခရစ်တော်နဲ့အတူဘုရားခင်၌ဝတ်ထားတယ်အလင်းနဲ့ခြုံလိုက်တော့အထဲမှာခရစ်တော်ရဲ့ကိုယ်ခန္ဓာထဲမှာပါလုံနေတယ်လေဆိုတာစာတန်တောင်မတီးဘူးမတူဘူးအဲ့ဒါဖះလို့ဒါမဲ့ဒီအပေါ်ဖက်မှာလောက်တာကထင်ရှားစွာပြတယ်ဆိုစာတန်တွေ့တယ်စာတန်တီးတယ်အထဲမှာလောက်တဲ့ຢာခါတော့စာတန်မတီးဘူးစာတန်မတူဘူးကျောင်းပိုက်ပဲမှာထားလိုက်ကျွန်တော်
နှစ်ပိုင်းခွဲပြီးဖတ်မယ်ယောမဩရစာခန်းကြီး6 3ကနဲ့9နော်4မှာနှစ်ပိုင်းရှိလို့နော်အဲ့ဒါစီရင်တဲ့ဖက်ကိုအရင်ဖတ်မယ်ပြန်ရှင်တဲ့ဖက်ကိုနောက်ပြန်ဖတ်ယေရှုခရစ်၌ပฏิစံခံတော်သူရှိသမျှတို့သည်အတိခံတော်မူခြင်း၌ပฏิစံခံကြသည်မတည်တော့သူခင်းနဲ့အတူတည်ခြင်းအဖြစ်သူခင်းနဲ့အတူတင်းကျူခြင်းကိုခံရကြ၏ကဲယေရှုခရစ်၌ဆိုတာအထဲမှာထည့်တာနော်ဖျားကအလုံးလို့တာအပိုင်း၃ပိုင်းနဲ့လို့ကဲကျမ်းပိုင်မှာထားမယ်ဗျာဒိကျမ်းအခန်းကြီး1ဗျာဒိကျမ်းအခန်းကြီး1အငယ်8ဗျာဒိကျမ်းအခန်းကြီး1အငယ်8မှာပိစုပံအတိတ်အနာကကာလအစဉ်ရှိတော်မူသောဖျားတဲ့ဖျားကအလုံးလို့ရင်ပိစုပံဆိုအခုလက်တလောအတိတ်ဆိုရင်အရင်တော့ကနော်အနာကဆိုရင်မလာခင်မှာအပိုင်း၃ပိုင်းနဲ့အလုပ်လုပ်တယ်ဘယ်လိုလုပ်လဲဆိုယေရှုခရစ်တော်7နာရီကနေ3နာရီတွင်းမှာဝတ်လုံကိုခြုံတယ်လို့ခြုံလိုက်ပြီးအလင်းနဲ့ခြုံပြီးပြီဆိုတဲ့ချိန်မှာကပါပေါ်မှာခန္ဓာကိုယ်မတည်ပဲနဲ့ယေရှုလက်ထက်မှာအသက်ရှင်တဲ့လူတွေရဲ့ဝိညာဉ်ကိုခမဲတော်ဖခင်ကယေရှုခရစ်တော်ထဲမှာထည့်တာအဲ့ဒါတော်လို့ပြီးအတိတ်အကြောင်းပြောမှာအတိတ်ဆိုရင်တမဟောင်းကဲတင်ချင်ရတဲ့လူတွေဝိညာဉ်ကကောင်းကင်ပေါ်မရောက်သေးဘူးဟိုမှာကပါရအောက်မှာတွေ့လားအဗြဟံရင်ခွေဆိုတာလေအဲ့ဒါတမဟောင်းကဲတင်ချင်ရတဲ့လူကတူးနွားနဲ့အပြစ်ပြေရေလောရတာလေတူးနွားအဲ့ဒါကဟိပေခန်းကြီး30အငယ်လေးမှာတရိစံတူးနွားရဲ့အတွင်းနဲ့လူရဲ့အပြစ်ကိုမရှိနိုင်ဘူးတဲ့မဖေပေးနိုင်ဘူးတဲ့ကလာတိခန်းကြီး3အငယ်24-25မှာပြညတ်တရားကဂျေဇုတရားမလာခင်အထင်းဖြစ်တယ်တဲ့ဂျေဇုတရားလာတဲ့ချိန်မှာအထင်းလက်ကနေလွတ်တယ်လို့ပြောတယ်ဂျေဇုတရားဆိုတာခရစ်တော်အသွေးတော်ကိုစောင့်တာအဲ့တော့လုကာအခန်းကြီး16အငယ်23ကနေ25ဖအဗြဟံရင်ခွင်နဲ့လာဇုတွေ့လေအဲ့ဒီအဗြဟံရင်ခွင်ကကောင်းကင်ဘုံမဟုတ်ဘူးမရဏနိုင်ငံမှာအဲ့ဒါလမ်းရတဲ့ညာအဲ့ဒါကတမဟောင်းကဲတင်ချင်းရတဲ့ဝိညာဉ်တွေကိုအဗြဟံရင်ခွင်မှာထားတာအဲ့ဒါကပါပိလို့ထားတယ်လဲဆိုရင်ကဲတစ်ချက်ဖတ်ပေးမယ်ဇာခရီအခန်းကြီး9အငယ်7 စနစ်ဖတ်ပေးမယ်ဇာခရီအခန်းကြီး9အငယ်7 စနစ်ဖတ်ပေးမယ်တင်းအမှုမူကချုပ်ထားလဲရှိသောတင်းဤလူတို့ကိုရေမရှိသောမြေတွင်းထဲကတင်းနစ်ဖွယ်သောဗြိညင်အသွေးကြောင့်ငါကယ်လွတ်မည်အချုပ်ခံ၍မျောလင့်သောသူတို့ရဲတိုက်သို့ပြန်လာကြလော့ငါသည်နှစသောကျေးဇူးကိုပြုဦးမည်ဟုယနေ့ပင်ပြောထား၏အဲ့ဒါအတိတ်ဖွဲ့ပြီးတမဟောင်းကဲတင်ချင်ရတဲ့ဖွဲ့ပြီးအဲ့ဒါကသူတို့ဝိညာဉ်ကိုကောင်းကင်ဘုံမရောက်သေးဘူးခရစ်တော်အသွေးနဲ့ပလွတ်တာအဲ့ဒီအသွေးမတုံးခင်ပြည့်ညက်တရားရတူနွားနဲ့ယာယီအပြည့်ခွင့်လို့တဲ့ဒါကြောင့်ခရစ်တော်အသွေးကပရိညီလို့ခေါ်တယ်ဒါကြောင့်တင်းအမှုမှာတင်းလူတွေရေမရှိတော့မြေတွင်းထဲမှာအချုပ်ခံရရှိတဲ့လူတွေဒီနေ့ပါစီတင်းနဲ့ဖွဲ့တော့ပရိညီအသွေးအပြင်ကခဲမဆိုအဲ့ဒါကအဗြဟံရင်ကိုပြောတာကဲတမဟောင်းကဲတင်ချင်းရတာအများကြီးပဲဒါပေမဲ့အာဗြဟံအိဇက်ယာကုပ်ပဲပြောမယ်အာဗြဟံအိဇက်ယာကုပ်နော်ကျမ်းပိုက်ပဲမှာထားကပောက်တန်ခန်းကြီး25ခုနှစ်ရှိမှာအာဗြဟံကအသက်195နှစ်ရှိတော့အနိစ္စရောက်မိမိလူမျိုးစီဝေးရတော့ရောက်တယ်လို့ရေးထားတယ်ကပောက်ကျမ်း35အငယ်28-29မှာအိဇက်အသက်180နှစ်ပြည့်စုံမှာအိုမီချီတော့ရောက်ပြီမှာမိမိလူမျိုးစီဝေးရတော့ရောက်လို့ပြောတယ်ကဲကပောက်ကျမ်း49အငယ်33ကပောက်ကျမ်း49အငယ်33နော်ယာကုပ်ကသူ့သားသမီးအကုန်လုံးအကုန်စင်ပြောလို့ပြည်ရနဲ့ခြေတော့ကိုကတင်ပေါ်ရုပ်တင်တာနဲ့အသက်ချိုးမိမိလူမျိုးစီဝေးတော့ရောက်တယ်လို့ပြောတယ်အဲ့ဒီစီဝေးကပင်မာလို့ဆိုကျမ်းပိုက်ရှိတယ်ဒီတမဟောင်းကဲတင်ချင်းရတဲ့လူအဲ့ဒါကပောက်ကျမ်းအခန်းကြီး39ကပောက်ကျမ်း39-35မှာရေးထားတယ်ယောသကိုသူ့သားကြီးတွေကရောင်စာအပြစ်မှာတိတ်ပြီးလို့ဒီချမှာယာကုပ်ကပါပြောလဲငါသားရှိရမရဏနိုင်ငံတို့စိတ်မတာညစ်တော့စင်တက်တော့မယ်စင်တော့မယ်ဆိုအောက်ကိုပြောတာအဲ့ဒါက
အာဗြဟံရင်ခွင်ပြောတာကဲအဲ့ဒါကအလုံးခြုံပြီးပြောမယ်ဒါကြောင့်ခရစ်တော်အတွေ့မတုံခင်ယာရှိဒီနေ့ပါဆိုတူနွားရဲ့တွေးနဲ့ထိန်းထားတာပြည့်ညတ်တရားရထိန်းထားတာပြည့်ညတ်တရားနဲ့ထိန်းထားတဲ့လူကိုကဲမယ်အဲ့ဒါကဘယ်လိုကဲမယ်လဲနော်ဒီနေ့ပါလို့ဆိုတင်းနဲ့ဖွဲ့တော့ပရိညတ်အတွင်းနဲ့ကဲမယ်တိယောတိအငယ်ခွညမှာဖျားကင်တာရောယေရှုခရစ်အတွင်းတော်တင်ငါတို့အပြည့်ရှိတဲ့မြောက်စီကြောတော်မီအဲ့ဒါခရစ်တော်အတွင်းနဲ့မစီတာဒါကြောင့်ယေရှုလက်ဝါးကားတဲ့မှာတည်တဲ့ချိန်မှာဒီမှာကြည့်ပိစုပန်အဖွဲတွေကိုယေရှုခရစ်တော်ကိုခန္ဓာထဲမှာဝိညာဉ်ထဲအတိအဖွဲလည်းထဲကဲပြီးအနာကဆိုရင်မမွေးတည်တဲ့လူရဲ့ဝိညာဉ်ကိုခမဲတော်ကဖန်ဆင်းပြီးဖန်ဆင်းခြင်းကိုကြည့်ချင်မှာဝိညာဉ်ဖန်ဆင်းတော့ကာလနဲ့ကိုခန္ဓာဖန်ဆင်းတော့ကာလဆိုမတူဘူးဝိညာဉ်ဖန်ဆင်းတဲ့ကာလကဒီကပါမဖန်ဆင်းခင်မှာကျွန်တော်နေတဲ့ကပါမဖန်ဆင်းခင်မှာဖန်ဆင်းတာအေဖက်တီအငယ်လေးမှာနော်ဤကပါမတီမရှိမငါတို့ကိုခရစ်တော်နဲ့ယူကုတ်တော်မူတည်တဲ့ညီကောင်းတင်ပုံနဲ့ဆိုင်တော်တမမင်္ဂလာအမွေတို့ကိုခရစ်တော်အပိပေတနာတော်မူတော်ခမဲတော်ဖျားခင်ဒီမင်္ဂလာရှိစေတည်ဒါဆိုငါတို့ဝိညာဉ်ကိုကပါမရှိခင်မှာဖန်ဆင်းထားတယ်ဒါပေမဲ့ပြန်မတင်ထားဆိုခမဲတော်ဖျားဝိညာဉ်ကိုထဲမှာတင်ထားတယ်ယေစကြည်လာ39အငယ်10မှာယေစကြည်လာ39အငယ်10မှာလူတို့ကအသက်ရှင်စေခြင်းကငါဒီကိုအသက်ကိုတွင်းပြီးကဲ你一比那你也查到看啊，他那偏这种点了，个路也问你个，他那个不得路标的，但种的呢，他没到问你个他嘛，我都问你个，当帮伢子等他嘞，个包浆你安个看见嘛，当个米金的盘身了喏，米金的盘身比嘛，对那空台嘛，是我得特别的，那个是我得个。ဝိညာဉ်ကပါမရှိခင်ဖန်ဆင်းတာကဲလူဖန်ဆင်းခြင်းခန္ဓာဖန်ဆင်းခြင်းသုံးကြည့်နည်းနည်းမျက်စိထဲမြင်အောင်ပြောမယ်အဲ့ဒါကဘာလဲဆိုရင်အာတန်ကိုမြင်ခြင်းနဲ့ဖန်ဆင်းတယ်ပြီးရင်အာတန်ကိုကြည့်ဆိုအေးပြီးမှအေဝကိုနံယောဂနဲ့ထုတ်ပြီးအေဝဖန်ဆင်းတယ်ဒါဆိုရင်အပြင်ဖက်ကမြင်ခြင်းမယူဘူးအာတန်ရဲ့ကိုခန္ဓာထဲကနံယောနဲ့မိကြီးယူတယ်ဒါကြောင့်ဒီတူကငါယူတဲ့ကအယူအတားတဲ့ကအတားလူမိမ့်မလို့ပြောတယ်နော်ဒါဆိုရင်အဲ့ဒီလေမယားပုံပြမှာလူဖြစ်လာတယ်ဒါဆိုရင်ကပါပေါ်မှာဒီနေ့ပါလို့လို့ဆိုရင်ဝိညာဉ်ကပါမရှိခင်မှာဖန်ဆင်းတယ်ဆိုတာကိုကျွန်တော်သိရတယ်ဒါကြောင့်တစ်ချက်ထပ်ပြောမယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး7အငယ်39ကနေ53အ53ထဲမှာကုကုဖတ်ကဲတင်ချင်းရမယ်လို့အားလုံးကခရစ်တော်ရဲ့ကိုယ်ထဲမှာထည့်ပြီးအတူစုဝေးပြီးတည်ပြီးမှအတူအဲ့ဒီခရစ်တော်ကိုယ်ထဲကထုံမှပုံတရံရလာတယ်ဒါကြောင့်ဒီနေ့တမဟောင်းအဖွဲရီလည်းခရစ်တော်ဝိညာဉ်ကိုယ်ထဲထည့်တယ်ဝိညာဉ်ထဲမှာထည့်တယ်ယေရှုအသက်ရှင်တော်လူတွေလည်းခရစ်တော်ဝိညာဉ်ထဲမှာထည့်တယ်မမွေးတည်တဲ့လူတွေဝိညာဉ်ကိုလည်းခရစ်တော်ရဲ့ကိုခန္ဓာဝိညာဉ်ထဲမှာထည့်ကဲအခုတော့ထပ်ပြီးမှအခုအလိုလိုတော့ကျမ်းပတ်တယ်မှာထားအဲ့ဒါကဖန်ဆင်းခြင်းအဟောင်းလို့ခေါ်တယ်ယောမအခန်းကြီး6အငယ်6မှာငါတို့ဤလိုဟောင်းတီသူတခေနဲ့အတူလက်ဝါးကတဲမှာအတေတခြင်းကိုခံရကြ၏နော်ငါတို့လူဟောင်းနော်လုံးကိုလည်းဒီလူဟောင်းဆိုတာဖန်ဆင်းခြင်းဟောင်းတမဟောင်းကဲတင်ချင်းမရတဲ့ကိုခန္ဓာကဲတင်ချင်းမရတဲ့လူအလုံးကစာတန်တာလို့ခေါ်တယ်နော်စာတန်တာခေါ်တယ်ဒါကြောင့်ဖန်ဆင်းခြင်းအဟောင်းလို့ခေါ်တယ်အဲ့ဒါကအပိတရားအစေကိုမခံစေအပိတရားကိုဖြတ်စည်းမယ်ဖြတ်စည်းတာကဲယောမအခန်းကြီး6အငယ်3ကနေ4မှာယေရှုခရစ်၌ပฏิစံခံတော်သူရှိသမျှတို့သည်အတေခံတော်မူခြင်းနဲ့ပฏิစံခံကြသည်မတည်တော်သူတခင်၌ဆိုရင်အထဲဝင်လာတော့
အတူတေချာပြီထိုးခင်အတူတေကျူချင်းကိုခါရကြအဲ့ဒါဖန်ဆင်းခြင်းဟောင်းကိုအာလုံးယေရှုခရစ်တော်ရဲ့ကိုခန္ဓာထဲမှာခမဲတော်ဖခင်ကထည့်ပြီးမှတတ်တာတပ်ပြီးမှခရစ်တော်နဲ့အတူတူလိုက်တယ်ကျွန်တော်အဲ့ဒီကြောင့်နည်းနည်းစဉ်းစားတယ်စဉ်းစားတော့ယေရှုခရစ်တော်ထဲမှာထဲတာဝိညာဉ်ပဲထဲတာဘာလို့ကိုဖြတ်စည်းတယ်ဆိုတော့လူရဲ့ကိုမှမထဲတာဘာလို့ကိုတုံးတယ်လဲဆိုတော့တပေါ်ပေါက်သွားတယ်ဂလာတိအခန်းကြီး6အငယ်ရှိမှရေးထားတယ်ဂလာတိအခန်းကြီး6အငယ်ရှိမှဇာတိပကရိနဲ့မျိုးစိချင်းဇာတိပကရိအတိနိုင်ရဝိညာဉ်ပကရိနဲ့မျိုးစိချင်းဝိညာဉ်ပကရိနဲ့အသက်ရှင်ခြင်းအတိနိုင်ရအဲ့ဒါကအထင်မရှိယေရှုခရစ်တော်မှာပကရိနဲ့ခုရှိတယ်ဇာတိပကရိနဲ့ဝိညာဉ်ပကရိဆိုတာနဲ့ခုရှိတယ်ဒါကြောင့်ယေရှုကိုခန္ဓာကဇာတိပကရိအဲ့ဒီထဲမှာယေရှုခရစ်တော်ဝိညာဉ်ပကရိရှိတယ်ဒါကြောင့်ပကရိနဲ့ခုရှိတာကိုအဲ့ဒီထဲမှာဝိညာဉ်ထဲမှာထဲတာလူဝိညာဉ်တွေယေရှုကိုခန္ဓာကဇာတိပကရိထဲမှာစာတန်ရဲ့တားရီအဲ့ဒီထဲမှာခမဲတော်ဖယားကထဲပြီးမှကိုတက်တာငါတို့လူဟောင်းဒီထိုးခင်အတူလဝါကားတွေမှာအတေတက်ချင်းခါကဲအဲ့လိုကိုယေရှုခရစ်တော်ကိုထဲမှာထဲပြီးမှဝိညာဉ်ထဲပြီးမှငါတို့ရဲ့ခန္ဓာကိုယ်ငါတို့ဝိညာဉ်ကဖယားရှိတော်မောက်မှာအဲ့ဒါစာတန်နဲ့ပြင်ပွဲလုပ်နေတာနော်အဲ့တော့ကားတင်ပေါ်မှာဒီနေ့တက်တာစာတန်မာနကယေရှုယုတ်ခန္ဓာကိုတက်တာခမဲတော်ဖယားကငါတို့ဤလူဟောင်းကိုထိုးခင်အတူအတေတက်ချင်းခါရတော့အတေတက်ဆိုတော့ခမဲတော်ဖယားကရွေပြီးမှတက်လိုက်တော့ခမဲတော်ရဲ့ကအထဲမှာထဲထားတဲ့ယေရှုခရစ်တော်ရဲ့ကိုခန္ဓာထဲမှာထဲထားတဲ့စာတန်တားဒီကိုခန္ဓာဝိညာဉ်တပ်ပလိုက်တက်လိုက်တော့တင်းကျူလိုက်ပြီကဲယောမအခန်းကြီး6အငယ်4-5ကိုဖတ်မယ်ခရစ်တော်ဒီခမဲတော်ဤဘုံတကူအဖြစ်တေချင်မထမြောက်တော်မူခြင်းဤသို့ငါတို့ဒီလက်အတိတော်အသက်နဲ့ရှင်းလေရကြတယ်ဟာလေလုယာတနည်းကအတေခံတော်မူခြင်းပုံတရံကိုဆောင်၍ထိုတခင်နဲ့အတူစိုက်ပြိုးလက်ရှိဒီမှာလေထမြောက်တော်မူခြင်းပုံတရံကိုဆောင်၍စိုက်ပြိုးလက်ရှိလိမ့်မယ်ကဲအဲ့ဒီမှာချင်းပြီအဲ့တော့ယေရှုရဲ့ကိုခန္ဓာကပုံတရံငါတို့ကိုခန္ဓာကပုံစံတေဆိုတာလေပုံတရံကိုခန္ဓာထဲမှာထည့်ပြီးမှဖန်ဆင်းခြင်းအောင်စာတန်ကျဲတဲ့ကိုစင်ပလိုက်လားနိပုံလေးထုံခရစ်တော်မလာခင်မဲ့လူရဲ့ဝိညာဉ်ထဲမှာဖျားမနေဘူးဒီကျေးဇူးတော်ကာလမှာပဲလူရဲ့ဝိညာဉ်ထဲမှာဖျားနေတယ်ဆိုတာအဲ့ဒါကိုရှင်းပြီးမှဖျားကအတိဆိုတာဟာနော်အတိခရစ်တော်ဒီခမဲတော်ဤပုံတကူအဖြစ်တေချင်မှာထမြောက်တော်မူတည်တော်ငါတို့ဒီလက်အတိတော်အသက်တာနဲ့ကျင်လေရကြတယ်အတိနဲ့ထလာတယ်အဲ့ဒါကဖန်ဆင်းခြင်းအတိပြုံးသွားပြီအဲ့ဒါကိုစာတန်မတွေ့ဘူးစာတန်မတည်ဘူးဖယားကစာတန်မတည်အောင်စာတန်မတွေ့အောင်လုပ်တာကျမ်းပိုင်မှာထားမယ်ကိုရိန္သုပထမစာဆုံးအခန်းကြီး2အငယ်9ရှိမှာဤကပါမတိမရှိမဖွက်သားတော့ပညာနဲ့တော့ပညာကိုငါတို့ပြတယ်လောကီမင်းသဆုံးကြောက်မှမတိတိလင်ပုံကြည့်တော်မူသောတခင်ကိုလဝါကားတယ်မှာမကွက်မြတ်ကြပြီမတက်ဘူးတဲ့ဒါတော့12နာရီနဲ့အရှိဖက်မနက်ပိုင်းကိုယေရှုခရစ်တော်ရဲ့ကိုခန္ဓာကိုစီရင်ချက်ကြတာစာတန်မာနကယေဘရဟိကျမ်းပြုစရာတွေတုံးပြမှာတတ်တာအဲ့ဒီမှာစာတန်ကိုတက်တယ်လို့ရေးထားတယ်မတိလို့တတ်တာတဲ့ကွက်မြတ်တာတဲ့နော်တိလင်ပုံကြည့်တော့မူတော့ခင်ကိုလက်ဝါးကားတယ်မှာမကွက်မြတ်ဘူးမတတ်ဘူးတဲ့ဒါဆိုရင်မနက်ပိုင်းကိုစာတန်မာနကလူကိုတုံးပြမှာတတ်တာအဲ့ဒီချိန်မှာစာတန်လက်တဲ့ကိုလက်တဲ့ငါတို့ဤလူဟောင်းကြီးထိုးခင်အတူလဝါကားတယ်မှာအတေတက်တယ်လိုက်ကဲအဲ့ဒါကတူဆောကိုဆောလာတာနဲ့
ယေရှုခရစ်တော်3ရက်မြောက်သောနေ့မှာထမြောက်တဲ့ချိန်မှာတော့ကပ္ပါပေါ်မှာအသက်ရှင်တည်သောလူဟူသည်မြတ်နော်ဒီနေ့ယေရှုခရစ်တော်တမဟောင်းအဖွဲ့အဲ့ဒီကာလမှာရှိတဲ့လူအဖွဲ့အားလုံးကိုခရစ်တော်ရဲ့ပုံတရံနဲ့ထမြောက်သွားတယ်ခရစ်တော်ရဲ့အယုတ်တူနဲ့ထသွားတယ်အဲ့ဒီချိန်မှာစာတမန်နာနုံတရတယ်စောမတီလို့တက်လာတယ်စောတာတီနဲ့အဲ့ဒီသူတခင်ကိုကားတင်ပေါ်မှာမတက်ဘူးတဲ့မတီလို့တက်မြတာတဲ့ကဲကျွန်တော်ကြည့်ရအောင်နော်မတီလို့တက်တာယောမဩရစာခန်းကြီးရှိအငယ်29ဖတ်ပြီနော်ဘုရားသခင်၏သားတော်သည်အများသောညီတို့တွင်သားဥဖြစ်တော်မူမည်အကြောင်းဘုရားသခင်သည်ရှေးမစောကတည်တော်မူသောသူတို့၏သားတော်၏ပုံသဏ္ဍာန်နှင့်တညီတည်းဖြစ်စေခြင်းကရှေးမစောကခွဲခတ်မှတ်သားတော်မူ၏ကဲအဲ့ဒီမှာဘုရားသခင်သားတော်ထဲမှာယေရှုခရစ်တော်ကသားဥဖြစ်မိကြောင်းတဲ့ကဲရှေးမစောကတည်တော်မူသောသူတို့ကိုသားတော်ဤပုံသဏ္ဍာန်နဲ့တညီတရံတည်ဖြစ်စေဖို့တဲ့အဲ့ဒါလေတညီတရံတည်ဆိုတာအဲ့ဒါကပုံတရံဖြစ်တော့ပြီအဲ့တော့ပုံတွေ့လားအဲ့တော့ပုံတွေ့လားတွေ့တယ်အဲ့ဒီမှာကြည့်ဟုတ်ပြီအဲ့ဒါပြချင်လို့အဲ့ဒါကတေချင်းမပြန်ရှင်ပြီးမှကပ္ပါပေါ်မှာလူဟူတဲ့မြတ်ကခရစ်တော်ဤပုံတူဖြစ်သွားပြီတာရောဤပုံတရံနဲ့တညီတရံတည်အဲ့ဒါဖန်ဆင်းခြင်းစကလုံးငါတို့ပုံတရံနဲ့တညီတရံတည်လို့ဖန်ဆင်းကြဆိုတပံဖျားကင်းဒီမိပုံတရံနဲ့အညီလို့ဖန်ဆင်းတော့ဘူးအဲ့ဒီချိန်မှာထသွားတဲ့ချိန်မှာစာတမန်နာယေရှုကိုဖျားတာကတယောက်တည်းတက်လိုက်အရင်ဆုံးသွားမလို့ထင်တာဘယ်ဟုတ်မလဲကြာကွေးရှုသူကင်းဝင်သွားတဲ့ချိန်မှာအဲ့ဒီချိန်မှာယေရှုကိုတတ်တာစာတန်တော်ကရတယ်လို့言ထားတယ်ကဲကျွန်တော်ဒီနေ့ဒီသင်္ကန်းစာနောက်ပါပြန်ဆက်မယ်အခုတော့ခရစ်တော်ရဲ့ကိုယ်နဲ့အသက်ရှင်နေအခုကိုယ်နဲ့ကိုယ်ချင်းလိုက်ပြီဖန်ဆင်းခြင်းဟောင်းကလဝကားတွေမှာစီင်လိုက်ပြီအဲ့ဒါစာတန်ကြိုက်တဲ့ကိုတမတိရောက်လာရှင်မှာဖျားကြိုက်တဲ့ကိုအဲ့ဒါကခရစ်တော်ရဲ့ကိုအဲ့ဒါကပြောင်းသွားပြီဂလာတိ20မှာငါတီခရစ်တော်နဲ့အတူလဝကားတွေမှာတည်ခံအဲ့ဒါကတို့တော့အသက်ရှင်ပြီးထို့ဆိုတော့ငါတီကိုတယ်မရှိခရစ်တော်ဒီငါနိုင်ရှင်တော်မီကိုယ်ဝိညာဉ်ထဲမှာခရစ်တော်ရှင်အဲ့လိုတည်သွားတဲ့ဇာတိခန္ဓာတည်သွားတဲ့အဲ့ဒါကစီခံပြီးတဲ့တကျူပြီးတဲ့ခန္ဓာကိုဘယ်သူကိုပြောင်းသွားစေခရစ်တော်ဤကိုဖြစ်သွားပြီအဲ့ဒါကကိုရီတူပထမစာဆုံးအခန်းကြီး7အငယ်29ခုမှာငါတီတူဒီခရစ်တော်ဤကိုဖြစ်ကြ၏အတီးတီးအင်္ဂါတော်ဖြစ်ကိုပြောင်းသွားပြီကိုပြောင်းသွားပြီးတော့ကိုအဲ့လာကိုတပေါ်တူဝင်ခံမအဲ့ဒီတိုင်းကိုယုံမဝိညာဉ်တော်ကစီးပြီးမှလောကကိုအောင်တာအခုကမန်ကရန်ကိုချင်းစနစ်တီယောင်ဒီလေးပါလို့လဲဆိုရင်ဝင်ငါသွားတာဖြစ်တယ်ဒီသင်္ကန်းစာအဆက်ကိုနောက်ပါဘောနော်ကျွန်တော်တို့စဉ်းစားသွားမယ်နော်နောက်ပတ်ကိုကျွန်တော်ဝင်ငါသွားမယ်ခဏလေးစတော့ရအောင်နော်ဟာလေလုယာကြီးမြတ်တော်မူသောဖျားအသက်ရှင်တော်မူသောဖျားကိုကျေးဇူးတင်တယ်ခဏိနောကပါရောအဖြစ်အရောက်တဲ့ကိုစကားပြောတော့မှာလူစီကျေတော်သူမတတ်နိုင်ရေလောင်းတဲ့လူမတတ်နိုင်အပင်ပေါင်းဖျားတာလေတတ်နိုင်ပါအပင်ပေါက်အတီးတီးစီပါမြဆူတောင်းပါကျေးဇူးတင်တယ်အိုးသူကိုယ်တိုင်ခံယုံမကသူတပေါက်လက်ဆင့်ကမ်းနိုင်ဖို့အသက်ကြီးထွက်ဆိုင်တွေဖြစ်စေပါကြောင်းယေရှုနာမနဲ့ကောင်းချီးလက်စကားပါအာမင်